ထမင်းတုတ်တယ်လက်မလဲဘူးပေါ့နော်ထမင်းတုတ်တယ်လက်မလဲဘူးဘာဖြစ်လို့လဲဆိုတော့ညဘက်ကြီးမစားဘူးဆိုပြီးတော့ဘိုက်ကစာနဲ့အဲ့နဲ့တကယ်ချင်းရင်ဟိုတဟွာလေးထည့်ဒီဟာလေးထည့်ပေါ့နော်ဒါ तू ကတော့ဒါ guideline ပေးတာကိုကလက်တွေ့လောက်တာပေါ့နော်တုတ်လဲတုတ်ကြည့်လိုက်ပေါ့အရန်ကိုကောင်းနေအဲ့ဒါနဲ့တပကံစားပွဲနောက်တစ်ပိုင်းထပ်တုတ်တယ်တုတ်လဲထပ်ပြီးတော့တုတ်မယ်ဒါကကျတော့ဘာလဲဆိုလို့ရှိရင်ဒါမွန်ငပိချက်ဒါမွန်ငပိချက်မွန်ငပိချက်ကိုတက်ထည့်မယ်ပြီးသွားလို့ရှိရင်ဘာထက်ထည့်မလဲဆိုရင်ဒါကကျတော့ဘာလဲတော့မသိဘူးဒါချက်တုံတုတ်ချက်တုံနဲ့ငပိနဲ့ငမယန်းသီးနဲ့လာမသိဘူးတုတ်တာအဲ့ဒါလေးထက်ထည့်မယ်ပြီးသွားလို့ရှိရင်ဒီမှာပဇွန်ဟင်းလေးကပဇွန်အစီလေးပဇွန်တော့အသားတော့မစားကြတော့ပဇွန်အစီလေးနည်းနည်းထည့်ပြီးတော့နေမယ်အဲ့ဒါကိုအဲ့ဒါပိုင်းနေမယ်ပြီးသွားရင်ဘာနဲ့စားမလဲဆိုဒီမှာငပြောသီးပုတ်စနာလေးကိုပြုတ်ထားအဲ့ဒါနဲ့တို့စားမှာဆွေမျိုးမိပါမှာအရန်စားကောင်းမှာပြီးသွားရင်ဒီဟာလေးနဲ့တို့စားမယ်မြင့်ခွာရစေးမြင့်ခွာရပါမယ်ဒါလေးပါမယ်ဒါဘာတိလို့ခေါ်လဲခရမ်းကစော်တီโอเคရန်ကစော်တီဟိုအားလုံးချစ်ကြတဲ့ဂျာကြီးအချိုးကနေပြီးတော့လီးထားတဲ့ပယတိပေါ့နော်ရန်ကုန်ကလေရန်ကုန်ကဟိုရင်ခွဲတည်သေးနဲ့လုံးဝမတူကျွတ်မွားပြီးတော့ကိုက်လိုက်တာနဲ့ဖောက်ဖောက်နဲ့မွတ်မွားလေးမှုလေးမှုလေးရန်စားကောင်းတယ်ကြရပါပြီစားပါဦးဒါလေးထည့်ပါမယ်ဒါငပြောသီးပေါက်စနာလေးတွေကိုပြုတ်ထားဒီမှာခရမ်းသီးလေးနဲ့စူပုတ်ရွက်လေးနဲ့ဒါလေးတစ်လုံးလောက်တော့အရင်တရေကြအောင်စားပြလိုက်အောင်ကောင်းကောင်းဟဲ့